က်မဲတွေကိုလေစားလာခဲ့တာနှစ်ပေါင်းများစွာကြာလာခဲ့ပြီဒါပေမဲ့လေဒီကြက်မဲကိုဘာနဲ့တွဲစားရင်ဘလို့လိုက်တယ်ဆိုတာကိုတော့ဒီနေ့မှပဲစပြီးသိခဲ့တယ်ဘာနဲ့လိုက်တာလဲဆိုတော့ cheese sauce နဲ့လိုက်တယ်ဆိုတဲ့အကြောင်းကိုဒီနေ့မှသိခဲ့ပြီပေါ့နော်ဒါကိုဗမာစားလဲဆိုရင်တော့ Green Country မူကထမှာလာပြီးတော့စားလာဖြစ်ပါတယ်သူ့ရဲ့စိုင်လိပ်စာလေးကကြတော့133လမ်း965ခွန်ကြားမန္တလေးမြို့မှာတည်ရှိတာဖြစ်ပါတယ်နော်အခုသူ့ဆိုင်ကိုသွားတဲ့အကြောင်းရင်းကလည်းသူ့ဆိုင်မှာလုံးဝ special ကျန်းတဲ့အရာကြီးတစ်ခုရှိတာမို့လို့ပေါ်ရှန်သွားခဲ့တာဖြစ်ပါတယ်ဘာလဲဆိုရင်သူကလူတအုပ်ကိုအဝစား28,000ကျပ်ထဲနဲ့ cheese sauce တွေပါထည့်ပေးထားတဲ့အတွက်ကြောင့်မို့လို့ရှန်ကကြက်မဲတွေကို cheese sauce နဲ့တို့ပြီးတော့စားမယ်ဆိုပြီးတော့သွားခဲ့တာဖြစ်ပါတယ်နော်ကြက်မဲတွေအသားတွေရေချိုးပစုံတွေအသားနဲ့အရသာကောင်းကောင်းလေးနဲ့စားကျင်တယ်ဆိုရင်တော့ဟောဒီက Green Country ကိုပဲလာခဲ့လိုက်နော်အရန်ဟင်းတွေလည်းပါတယ်အသီးရွက်တွေလည်းစုံနေရေခဲမုံလည်းပါတယ်ရေခဲချောင်းလည်းပါတယ်ပင်ဖိန်လည်းပါတယ်ကွယ်ဟင်းတွေကလည်းမာလာရဲ့တုံရမ်းရဲ့ဆိုပြီးနှစ်မျိုးရွေးချယ်စရာရှိတဲ့အပြင်ကိုဒီလောက်ထိအရသာတွေကောင်းအစင်ပြေတန်နေတဲ့ဟာတော့မှ cheese sauce ပါထပ်ပြီးတော့ထည့်လိုက်ပြီဆိုရင်တော့လေဒီထက်ကောင်းတဲ့အရာတော့မရှိတော့ဘူးကွယ်တခုရှိတာပေါ့နော်ဒီလိုမျိုး no trap ပစ္စည်းတွေအကုန်လုံးကသူကအေးခန်းထဲမှာထားမှာပို့ပြီးတော့ကောင်းတာလက်ဆက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ cheese sauce လေးကိုစားကျင်တယ်ဆိုရင်တော့သူကရှေ့မှာအစင်စင်ချမထားပါဘူးဒီက waiter ညီလေးညီမလေးတွေအကုန်လုံးကို cheese sauce လိုချင်တယ် cheese sauce လိုချင်တယ်ဆိုပြီးတော့မှားတာပဲဖြစ်ပါတယ်နော်လိုတလောက်ချပေးပါတယ်နော်အဲ့ဒီတော့ပထမဦးဆုံးကြက်မဲတွေကိုမီးပေါ်မှာအရင်တင်ပြီးတော့กินလိုက်မယ်ပေါ့နော်กินပြီးသွားပြီဆိုရင်ဟောဒီက cheese sauce နဲ့တို့စားမှာဖြစ်ပါတယ်ကြက်မဲကလည်းသူက comment ထဲမှာပြောကြတာပေါ့နော်ကြက်မဲကိုအပြားကြီးကြီးလေးလှီးပေးပါလို့ပြောတဲ့အတွက်ကြောင့်မို့လို့ဆိုင်ရှင်ကကြက်မဲကိုတေးသေးလေးမဟုတ်ဘဲနဲ့အပြားအကြီးတွေပြောင်းပြီးလှီးပေးထားပါတယ်နော်ကဲကြည့်စားသုံးသူတွေရဲ့စကားကိုသူအမြဲတမ်းနားထောင်ပေးပါတယ်နော်ဒါလေးကဟင်းရီပို့ပြီးချို့သွားအောင်လို့ပေါ့နော်ပြောင်းမှုတွေအရွက်လေးတွေကိုထည့်လိုက်တာဖြစ်ပါတယ်နော်အဲ့ဒါဆိုရင်တော့ဟင်းရီကပို့ပြီးတော့တောက်လို့ကောင်းပါတယ်ပို့ပြီးချို့ပါတယ်ရှမ်းဒီဆိုင်ရောက်ပြီဆိုရင်တော့တုံရန်ဟင်းရီကိုအတောင်များပါတယ်နောက်ထပ်ပြီးတော့ကြွားချင်တာတစ်ခုကတော့စိတ်သားတွေအရန်ကောင်းလာတာပါပဲကွယ်အရင်တုန်းကတည်းကသူကဒီမဲ့စိတ်သားပါလို့ဆိုပြီးတော့ရှမ်းသွားစားဖြစ်တယ်ဒါပေမဲ့အခုနောက်ပိုင်းလေသူ့ရဲ့စိတ်သားပို့ပြီးတော့ကောင်းလာတာတိလားတော်တော်ကောင်းလာလုံးဝအကြောတွေအရွတ်တွေဘာတစ်ခုမှမပါဘဲနဲ့အယောင်မြင်တာနဲ့တိတာအနံ့လည်းလေလုံးဝညှိနှမ်းမထွက်ဘူးအစိမ်းကိုနှာခေါင်းနဲ့ကပ်ပြီးအားရပါရရှူအောင်ညှိနှမ်းလုံးဝမထွက်ဘူးစီချွတ်နှစ်နိုင်နဲ့တို့နေထားဖြစ်ပါတယ်နော်ကဲအဲ့တော့အလဲလေးမှာပေါ့နော် cheese square လေးကိုဒီလိုမျိုးလေးတင်လိုက်ပါတယ်နော်ရှမ်းတော့လေဒီမဲ့ cheese ပါတယ်ဆိုတဲ့အကြောင်းကိုသိလိုက်ပြီးကြတဲ့ကလေတွားကျင်နေတာဒီနေ့မှပဲရောက်ဖြစ်တော့တယ်ကွယ်ကြည့်ပါအောင်ကွယ်အမ cheese တွေလေကဲအဲ့ဒီတော့ပထမအောင်ဆုံးအနေနဲ့ကိုအရန်ကြိုက်ရတဲ့ကြက်မဲကိုပေါ့နော် cheese အမြင်နေနဲ့အားရပါရစားတော့မယ်ဒါကိုတုတ်လိုက်တယ်အဲ့လိုမျိုးလေးအမြင်တွေတွဲလဲပါလာတဲ့အရာတောင်အကြိုက်ဆုံးပဲကွယ်နှစ်ပေါင်းများစွာစားလာတဲ့ကြက်မဲကလေဟဲ့လိုမျိုး cheese နဲ့တို့စားရင်ပိုပြီးတော့ကောင်းတယ်ဆိုတာကိုဒီနေ့မှဘာလို့သိခဲ့ရတာလဲကွယ်အသိနောက်ကျတာကဲကိုရှင်နာတယ်နောက်ပြီးတော့လေဟောဒီကစိတ်သားလေးကလေမီးကင်ထားတဲ့ဟာလေးကိုပေါ့နော် cheese နဲ့တို့စားရင်လေတော်တော်လိုက်နေရောကွယ်စိတ်သားကလေအသားတော်တော်ကောင်းလာတာကွယ်ဒီနောက်ပိုင်းလေတော်တော်လေးကိုကောင်းလာအမြင်ကြည့်အောင်နဲ့သူ့ရဲ့အသားကောင်းလာရဆိုတော့တော်တော်သိရဘာလို့ဆိုရှန်ကလေဒီမဲ့စိတ်သားစီရွှံကအမြဲတမ်းစားနေကြမလို့ပါကဲအဲ့တော့ဟောဒီကစိတ်သားလေးကို cheese နဲ့တို့စားဒီကောင်ကလေစိတ်နေနဲ့တကယ်ကိုစားလို့ကောင်းတာပါကွယ်ဒီဆိုင်မှာကလူတအုပ်ကိုအဝစား28,000ကျပ်ပါနော်သူကအချိန်အကန့်တက်လဲလုံးဝမရှိပါဘူးနော်အဲ့ဒီက28,000နဲ့မှာဟောဒီက cheese တွေလည်းပါမယ်အသားတွေကြက်မဲတွေအကုန်လုံးကြက်မဲရတယ်သူကလက်ဟောင်းတစ်မျိုးတည်းကိုပဲသုံးမိထားတာနော်မူရင်းလက်ဟောင်းတစ်မျိုးတည်းကိုသုံးမိထားတာကြက်မဲရလည်းစိတ်ကြိုက်စား free flow ထဲမှာပါတယ်ရေခဲမုံလည်းပါမယ်အသီးလည်းပါမယ်နောက်ပြီးတော့ပင်ဖိန်းတွေလည်းပါမယ်ရေခဲချောင်းလည်းပါမယ်နော်ဟော့ပေါ့ဆိုင်တွေမှာလေအမဲသားမပါဘူးဆိုရင်လေဘဲဆိုင်မှာမှစိတ်သားအောင်မထည့်ပေးဘူးတိလားဒီမဲအားကြောင့်လေသူကအမဲသားမပါလို့ဆိုရင်စိတ်သားလေးကိုအစားထိုးပြီးထည့်ပေးထားတာတိလားငယ်ကလေးကလေစိတ်သားဆိုတဲ့အတန်ကြာရင်ညှီစောနှမ်းမှာကြောက်ခဲ့တာပေါ့နော်ဒါပေမဲ့ဒီဆိုင်မှာကလေသူ့ရဲ့အသားကောင်းအောင်မှလေအရသာအနှက်ကောင်းလေးနဲ့ပေါ့နော်နေထားဖြစ်တော့ကြောင့်ညှီစောဆိုတာလုံးဝမနှံဘူးရေပွဲတွေရေချိုးပစုံတွေလည်းပါတယ်ရေပွဲတွေဆိုလည်းအကိတ်တွေရေချိုးပစုံတွေဆိုရင်လည်းတော်တော်လေးကိုလက်ဆက်ရှိအောင်တွေ့ရပါတယ်နော်ကဲအဲ့ဒီတော့ရှန်ရဲ့ vlog လေးကဒီနေ့ဒီလောက်ပါပဲနော်အဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ချင်းနေရောရှန်ကကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်တွေ့